ရှိကခင်ပြူရဲ့ရုပ်စင်ကချောလာတယ်တော့အရင်မှမနေနဲ့ကွယ်မြို့ကိုသာမခေါ်မယ်သမီးစားစကားလာမပြောနဲ့တော်သူများသာထင်နေယူသားစွာလူတရားကိုအများကြီးသိတဲ့ဘောစိတ်ကောင်းနေပေါင်းတောင်းမှမယ်ခင်ပြူရဲ့ဘေးရွာမှာနေတာကိုသိချင်လာပါတယ်တို့များတို့ရွာမှာကွယ်ဟုတ်လားမအိုးပေါ်ပြမအောင်ရင်းညတို့ပါဟာဘူးစုခင်တို့ရလို့ရမ်းထည့်လိုက်လို့လေဟောငါတော့မဆောက်နိုင်တော့စားပြီစားဟောငါငါပြရတော့ဟုတ်ပါသေးတယ်လောင်းထောက်ပါမကျနေရတယ်တော့ဖျမ်းမရှိဘူးပါဘူးစားဟုတ်ပြဘယ်ရောက်ဆိုးလာအောင်မောမှာ哦。